ဒါလေးကကြတော့အကုန်လုံးဒီချက်အားလုံးနဲ့ဒါကချိတ်ထားတဲ့ဟာလေးပေါ့နော်ဟိုမှာလာတလချစီရွေးရဲ့အတိုင်းတော့အကုန်လုံးမှာလိုက်ပြီးတော့ပြောင်းပါပေါ့နော်ဒီလိုပုံစံလေးကိုဘယ်လိုလုပ်လဲဆိုတာလေးကိုလုပ်ပြသွားမှာဖြစ်ပါတယ်တခြားလောက်ဆက်ကြည့်ပေးပါနော်အခုဒါလေးကကြတော့raw data လေးပေါ့နော် raw data လေးကိုပထမဦးဆုံး control plus a လေးကိုနှိပ်မယ်ပြီးတော့ဆိုရင်insert ထဲကပိုင်ဘော့ table ကိုနှိပ်မယ်ဒါပေမဲ့အဲ့မှာကနှစ်ခုရှိရပေါ့နော် new worksheet ရှိမယ် existing worksheet ရှိမယ် new worksheet နဲ့ existing worksheet ကကြာဘာကွာလဲဆို new worksheet ကိုနှိပ်ပြီးတော့ okay နှိပ်လိုက်မယ်ဆိုရင် new sheet မှာသွားပြီးတော့ပိုင်ဘော့ table လေးကသွားကြမယ်မဟုတ်ဘူးဆိုရင်ကိုချချင်တဲ့နေရာမှာပဲပိုင်ဘော့ table ကိုသွားပြီးတော့ချချင်တယ်ဆို existing worksheet ကိုနှိပ်ပြီးတော့ကိုချချင်တဲ့နေရာလေးမှာ select ပေးပြီးတော့ချလိုက်ရင်ပိုင်ဘော့ table လေးကအဲ့မှာသွားရောက်နေမယ်ပေါ့နော်ပြောရကြတော့အခုဒီ new worksheet မှာပဲသွားချမယ်ပေါ့နော်အဲ့ဒါကို new worksheet လေးကိုနှိပ်ပြီးတော့ okay နှိပ်ပါမယ်အဲ့ဆိုရင်ဒီမှာပိုင်ဘော့ table ကြပြီပေါ့နော်ပြီးသွားပြီဆိုရင်အရင်ဆုံးဘာနဲ့ပြချင်လဲဆိုတော့ product နဲ့ amount နဲ့ကိုအရင်လုံးလိုက်မယ်ပြီးသွားပြီဆိုရင်ဒါကို copy ကူးမယ်နောက်ထပ်ဟိုတစ်ခုထပ်ပြမယ်ပေါ့နော် product နဲ့မပြချင်တော့ category နဲ့ပြမယ်နောက်တစ်ခုကကြတော့သွားပြီးဟိုမှာတစ်ခုချင်းစီသွားပြီးတော့ဒီပိုင်မောက်ပြီးတော့သွားထောက်ဆရာမလို့တော့ပထမတစ်ခါလုပ်ပြီးသားဟာကိုပဲ copy ကူးပြီးတော့နောက်မှာဆက်ပြီးတော့လုပ်လို့ရတယ်ပေါ့နော် product ပြီး category ပြီး serial ပေါ့နော် serial နဲ့ပြမယ်နောက်တစ်ခုကကြတော့ဘာနဲ့ပြမလဲဆိုတော့ဒီ serial ပြီးသွားပြီဆိုရင် city နဲ့ပြမယ်ပေါ့နော် city နဲ့ပြမယ်အားလုံးပေါင်းချက်၄ခုပေါ့နော်ချက်ကိုဘာရင်ဘယ်လိုထောင်မလဲဆိုတဲ့ဟာမျိုးကကြတော့ကိုကြိုက်တဲ့ချက်နဲ့ရွေးပြီးတော့သွားပြီးတော့လုပ်လို့ရပါပေါ့နော်ပထမအဆုံးအနေနဲ့ကကြတော့သူက city ကိုအရင်ပြတာ city ကိုသူက line ချက်နဲ့ပြထားရပေါ့နော်ဒါလေးကိုပိုင်ပေါ်လို့ဒီမှာline ချက်လို့ပြထားကြတော့ city ရပဲဟာလဲဆိုတော့ဒီဟာလေးပေါ့နော်ဒီဟာကို select မှတ်မယ်ဒီဟာကို select မှတ်မယ်ပြီးတော့ဆိုရင်ဒီထဲမှာဒီချက် design ထဲမှာသွားပြီးတော့ကိုကြိုက်တဲ့ဟာယူလေးကခု line ချက်ကလေးကိုရွေးလိုက်မယ်ပေါ့နော် line ချက်ကလေးကိုရွေးလိုက်မယ်ဒါကကြတော့ dashboard လုံးမဲ့နေရာလေးကိုကြတော့အဖြူလေးထားအဖြူအကုန်လုံးကိုရှိတစ်ခုလုံးအဖြူလေးထားလိုက်မယ်ပေါ့နော်name လေးပေးလိုက်မယ် dashboard 1ပေါ့ ds လို့ပဲရေးလိုက်မယ်ပေါ့နော် ds လို့ပဲရေးပြီးသွားရင်ဆိုရင်ပထမဆုံးဒါလေးကိုသွားပြီးတော့ select move ချက်လုပ်မယ်ပေါ့နော်သွားပြီး copy ကူးပြီးတော့သွားချလဲရတယ်အခုက copy ကူးပြီးတော့သွားမချဘူး move ချက်အနေနဲ့သွားမယ်ဆိုရင်ဒီချက်ကလေးကိုအရင်မှတ်မယ်ပတ်ပြီးသွားပြီဆိုရင်ဒီထဲကဒီပိုင်မော့ချက် analyze ထဲကနေပြီးတော့ move ချက်ကလေးကိုနှိပ်ပြီးတော့ကိုကဘယ်ရှိကိုရွှေ့ချင်လဲဆိုတော့ဒီ sheet ကိုရွှေ့ချင်တယ်ပေါ့နော်အဲ့ဆိုဒီ sheet တဲကိုရောက်သွားပြီးသွားဆိုဒါတွေကိုနှိပ်ပြီးတော့hide or free button on chat လောက်လိုက်မယ်နော်ပြီးသွားဆိုဒါက city by c city by c ပေါ့နော်city ပိုင်းစီလို့တိုက်တယ်ပေးလိုက်မယ်သူ့ကိုအရှောင်လေးကလိမ်မော်လေးထားလိုက်မယ်ပေါ့နော်လိမ်မော်လေးထားလိုက်ပါမယ်လိမ်မော်မထား sorry အပြာလေးထားလိုက်မယ်ပြီးဘိုးတင်လိုက်မယ်ပေါ့နော်ဒါလေးကိုလည်း color လေးသွားပြီးတော့ချိန်မယ်အပြာလေးသွားယူမယ်ပေါ့နော်ပြီးတော့ဆိုဒီဟာ line တွေကိုအကုန်လုံးဖြောက်လိုက်မယ်ဖြောက်လိုက်ဆိုဒီ line လေးမထားချင်ဘူးကိုကဘောင်လေးနဲ့ထားချင်တယ်ဆိုရင် insert ထဲကသွားပြီးတော့ shape ကိုသွားယူမယ်ပြီးတော့ဆိုဒီ rectangle ဟာလေးဒီ shape ပုံစံလေးနဲ့ထားမှာဒီလိုပုံစံလေးကြာလာပြီဆိုရင်ဒီ shape free ထဲကကြတော့ shape free တွေက no fill ကိုသွားပြီးတော့ထည့်မယ်ပြီးတော့ဆိုရင်ဒီဟာလေးကိုချက်နှိပ်လိုက်ရင်ဒီမှာ no fill လေးကိုလုံးလိုက်မယ်ပေါ့နော်ပြီးတော့ဆိုရင်ဒီဟာကိုဒီထဲထည့်လိုက်မယ်ပေါ့နော်ဟာဆိုရင်ဒါ line check လေးရသွားပြီline check လေးရသွားပြီပေါ့နော်ဆိုရင်ဒါလေးကို line check လေးရသွားပါပြီနည်းနည်းလေးချဲ့လိုက်ပါမယ်သေးနေတော့ဆိုရင်မှာ line check လေးတစ်ခုရသွားပြီပြီးတော့ဆိုနောက်တစ်ခုကတော့ဗာလဲ category by C ကိုသူက donut ချက်နဲ့ပြထားရပေါ့နော်ဆိုရင်ဒီမှာဒါကကြတော့ကြည့်သွားပြီးတော့ကြည့်မယ် category လားဒါဆို category ကိုဆိုဒါကို select မှတ်မယ်ပြီး insert ထက်ကကျင်ပြီးတော့ donut ချက်ကိုရွေးမယ်ဒါဆိုဒါကိုလည်းတစ်ချက်နှိပ်ပြီးတော့ပိုင်ဘောချက် analyze ထက်ကမူချက်ကိုရွှေ့ပြီးတော့ဒီ ds sheet ကိုရွှေ့မယ်ပေါ့နော်ဆို ds sheet ထဲရောက်သွားပြီးမှဆိုသူ့ကိုဘောင်လုံးဖို့အတွက်ကိုဘောင်ကိုလည်းဒီထဲကနေပြီးတော့ shape ထဲကနေပြီးတော့ဒီ rectangle တွေကဒါလေးကိုပဲယူလိုက်မယ်ပေါ့နော်ယူပြီးသွားပြီဆိုရင် no fill လေးလောက်လိုက်ပါမယ် no fill ဆိုဘောင်လေးရသွားပြီပေါ့ဒါကိုလည်းဘောင်လေးရအောင်ဘောင်လေးဖြုတ်မယ်ပေါ့နော်ဘောင်လေးထည့်မယ်ပေါ့နော်အဲ့ဆို color အရင်ရွေးလိုက်အောင်ပဲ color ကကြတော့ပြီးတော့အပြာလေးရွေးထားဆိုအပြာလေးလုပ်မယ်ပေါ့နော်အပြာလေးလုပ်ပါမယ်ဒီသားကြီးဆိုရင်ဒီထက်ကသွားပြီးတော့ no fill လုပ်ပါမယ် no fill လုပ်ပါမယ်သွားပြီးတော့
ဆိုရင်ဒီထက်ကနေသွားပြီးတော့ no fade no line လုံးလိုက်ပါမယ်အဲ့လားဆိုချင်းဝင်သွားပြီပေါ့နော်ချင်းဝင်သွားပြီဆိုမှဒါကိုလည်း hide လိုက်မယ်ဒီမှာကကြတော့ category by C ပေါ့နော်category by C ပေါ့နော်category by C ပေါ့နော်အဲ့လာကိုလည်းအပြာရောင်ထားမယ်ပြီးဘူးတက်ပါမယ်ပြီးတော့ဆိုရင်ဒီဟာကိုကကြတော့ဟိုလိုမပြချင်ဘူးpercent နဲ့ပြမယ်ဘယ်လိုကိုဖြုံမယ် category name လေးထည့်မယ်ပြီးour chat ရဲ့အပြည့်မှာထားမယ် outside ပေါ့နော်အဲ့မှာထားပါမယ်ဆိုရင်ဒီမှာနောက်ထပ်ချက်တစ်ခုရပြီပေါ့နော် site ကလေးရတော့ကိုယ့်ဘာသာကိုတစ်ချက်ညှိလဲရပါကိုထားချက်နဲ့ site ကိုသွားပြီးတော့ရွေးပြီးတော့ထားလို့လည်းရတယ်ဒီလိုလိုက်ပြီးတော့ညှိပြီးတော့ထားလို့လည်းရတယ်ဒီမှာ site ပုံစံလေးလည်းသွားပြီးတော့ဟိုဖြစ်လို့ရတယ်ပေါ့နော်ပြီးတော့ဆိုနောက်တစ်ခုကကြာတော့သူကဘာလုပ်ထားလဲဆိုတော့ line ဟိုပါနော်ဒီပေါ့ဒီဟာကိုနောက်တစ်ခုကကြတော့သူက serum နဲ့လောက်ထားရပေါ့နော် serum name ဆိုရင်ဒီမှာပေါ့ serum ကအဲ့ဆိုဒါလေးကိုဆက်လက်မှတ်မယ်ပြီးတော့ဆိုရင် insert ထဲကinsert ထဲကကြတော့ဒီ column ချက်ကလေးကိုရွေးမယ်ပေါ့နော်ပြီးတော့ဆိုလဲသူ့ကိုလည်းmove check လုပ်မယ်ပြီးတော့ဆိုရင်ဒီ sheet ကိုရွှေ့မယ်သူ့မှာဘာမခေါ်ရသေးဘူးအဲ့ဆိုဒီဘာကိုပဲ copy ယူလိုက်တော့မှသွားပြီးမခေါ်တော့ပေါ့နော်အဲ့ဆိုရင်ဒီမှာရပြီပြီးဒီ line လေးတွေကိုလည်းဆက်လက်မှတ်ပြီးဖြတ်မယ်ဒါရင်အကုန်လုံးကိုလည်း high bottom high လိုက်မယ်ပေါ့နော်ဒါဆိုရင် syrup ပေါ့ဆိုရင် syrup နဲ့ syrup by syrup ပေါ့နော် syrup by C ပေါ့ syrup ကရောင်းထားတဲ့အရောင်းလေးပေါ့နော်ဘယ် syrup ကဘလောက်ရောင်းထားတဲ့ဟာမျိုးပေါ့နော်စလုံးပေါင်းမှရင်တော့ဒီ can be by spelling ကိုရဲ့အားနည်းချက်ဖြစ်နေရပေါ့နော်ဆိုရင်ရသွားပြီပေါ့နော်ဒါကိုကအရှောင်းလေးချိန်မယ်အပြာရောင်လေးပဲရွှေ့မယ်ပေါ့နော်အပြာနုလေးရွှေ့မယ်အတန်ပုလေးရွှေ့ပွားဆိုသူ့ကိုလည်း line တွေဖြောင်းမယ်ပေါ့နော် line တွေဖြောင်းပြမယ်ဆို no fade no line ဖြစ်သွားပြီsorry so no line no ဟိုပါပေါ့ no fade no line ပေါ့နော်ပြီးတော့ဆိုရင်ဒါကိုဒီထဲကိုရွှေ့မယ်ပေါ့နော်ဒီဘောင်ထဲကိုရွှေ့မယ်ဘောင်ထဲကိုရွှေ့ပါမယ်ဒါဆိုရင်နောက်ထပ်တစ်ခုပေါ့နော်နောက်ထပ်တစ်ခုကနောက်ဆုံးကျန်တာကဘာကျန်လဲဆိုတော့ဒီဟာကိုဒါကိုလုံးဖို့တော့ကိုအရင်ဆုံးဒါကို dot တန်းအရင်ရှာလိုက်မယ်ပေါ့နော်အကောင်လုံးဆက်လက်မှတ်ပြီး right click နှိပ်လိုက်မယ်ပြီးတော့ဆို filter တဲ့က dot တန်းကိုရွှေ့လိုက်မယ်ပေါ့နော် dot တန်းအကောက်ကိုသူ10ကောက်ပဲကြာတော့မယ်ကိုကဒီ sort and filter ထဲကနေပြီးတော့ smaller to larger ကလေးကိုရွှေ့ထားလိုက်မယ်ပေါ့နော် dot တန်းအကောက်ကိုdot တန်းအကောက်ကိုဟိုပါပေါ့နော်dot တန်းအကောက်ကိုဒီamount နဲ့ကနေများရအောင်ပြမှာပေါ့နော်ဆိုရင် insert ထဲကနေပြီးတော့ဒီrow check ကလေးကိုရွှေ့မှာပေါ့နော်ဘာချက်ကလေးကိုရွှေ့မှာပေါ့နော်ဆိုဘာချက်ကလေးကိုရွှေ့လိုက်မယ်ဘာချက်ကလေးကိုရွှေ့လိုက်မယ်ဒီမှာသွားပြီးတော့ဒါပြီးသူ့လည်းဒီpymo chat analyze တွေကနေပြီးတော့ move chat ထဲကကြတော့ ds ကိုရွေးပါမယ် ds ကိုရွေးပါဆိုဟိုဘက်ရောက်သွားသူ့လည်းshape ကလေးပေါ့နော် shape ကလေးကို copy ကူးထားမယ်ပေါ့နော်ဒီဘက်မှာshape ကလေးကို copy ကူးထားပါမယ်ဒီတိုင်းဆိုရင်သူ့ကိုလည်း line လေး no fade no line လုပ်မယ်အဲ့ဒါမှဒီပုံမှာတင်တဲ့ခါမျိုးကြရင်ဟိုမှာဖြစ်တော့မှာပေါ့နော်ဆိုရင်ဒီထဲကိုရွှေ့ပါမယ်ဒါကိုရွှေ့ပြီးတော့ဒီ line လေးကိုလည်းဖြတ်မယ်ဒီ line လေးကိုလည်းဖြတ်ပါမယ်ပြောရဆိုရင်ဒီမှာ dot တန်းအကောက်ပေါ့ dot တန်းဟိုပါပေါ့နော် dot တန်း C dot တန်း pro သူကိုလည်းအရှောင်းသွားရွေးပြီးသွားဆိုရင်ဒီမှာဒီထဲပေါင်းထဲထည့်မယ်ပေါ့ပြီးသွားဆိုရင် insert လုပ်မယ်ဗါလဲ slicer လေးသုံးမယ်ပေါ့နော် insert ထဲကနေပြီးတော့ slicer လေးကိုရွေးပြီးတော့ date ဟာလေးကိုရွေးလိုက်မယ်ပေါ့နော် date ဟာလေးကိုရွေးလိုက်မယ်ဆိုရင်ဒိတ်ဟာလေးကိုရွှေ့လိုက်မယ်ပေါ့နော်ရွှေ့လိုက်ပြီးသွားဆိုဒီမှာထားမယ်ဘက်ဘီလေးမှာထားလိုက်မယ်ပြီးသွားပြီဆိုရင်သူကကြတော့ဒီ slicer လေးကကြတော့ဟိုပါပေါ့နော် slicer လေးမှာသွားပြီးတော့လဲဟိုဖြစ်လို့ရတယ်ပေါ့နော်ဒီအကုန်လုံးကဒါကကြတော့ဟိုတက်လာချင်းစီပဲဟိုဖြစ်နေရပါတော့အဲ့လာကိုကသွားပြီးတော့ဟိုရွေးလို့ရတယ်ပေါ့နော်သွားပြီးတော့ဒါအကုန်လုံးနဲ့ဟို connect ဖြစ်ဖို့အတွက်ကိုရွေးလို့ရပါတယ်
ဆိုရင်ဒီဟာလေးကိုနှိပ်မယ်ဒီဟာလေးကိုနှိပ်မယ်ပေါ့နော်ပြီးသွားပြီဆိုရင်ဒီမှာကြောင့် column က2ခုထားလိုက်မယ်ပြီးတော့ဒီလိုကြီးကြတော့အောက်ကိုသွားရနေဆို column 2ခုထားလိုက်ဒီလိုတော့သွားကြမယ်ပေါ့နော်ပြီးသွားပြီဆိုရင်ဒီထက်ကဘာရောင်လေးရွေးမလဲဆိုတော့ဒီရောင်လေးရွေးလိုက်မယ်အဲ့လိုလေးရွေးလိုက်မယ်ဒါဆိုဒီ slicer လေးကဒီ city ပိုင်း C တစ်ခုနဲ့ပဲ connect ဖြစ်တယ်အကုန်လုံးနဲ့ connect ဖြစ်အောင် report and connection ထဲမှာသွားပြီးတော့ကိုလှုပ်ချင်တဲ့ချက်တွေအကုန်လုံးကိုသွားပြီးတော့ select လုပ်လိုက်မယ်ဆိုရင်ပြီး okay နှိပ်လိုက်ပေါ့နော်ပြီးသားဆို April ဆိုတော့ချက်အားလုံးမှာ April ဟာအတွက်ပဲပြတော့မှာအဲ့ဆို February ဆိုလဲလို့ပဲ February အတွက်ကိုပဲပြရမယ်ပေါ့နော်ကိုဟွာလောက်ထားတဲ့ကို select ပေးထားတဲ့ဟာဝယ်တော့ပြမယ် April ဆို April အတွက်ပဲပြမယ် February ဆို February အတွက်ပဲဒီချက်အားလုံးကပြမယ်ပေါ့နော်အဲ့ဆိုရင်အဲ့လိုလေးလုပ်ကြည့်ပါပေါ့နော်တကယ်လို့နားမလည်တာရှိလဲပြန် comment မှာရေးခဲ့ပြီးလို့ရပါတယ်